အားလုံးမင်္ဂလာပါ။အိုးအဲ့ဒါရီယာဘာတွေလဲ။နေနဲ့လားဘာလို့ဒီကောင်မလေးမျိုးပေးမှရှိနေရလဲ။ဘောဘာဖယ်ရီတီနဲ့အတူဒီဇလန်အစ်ကိုကြည့်ကြမယ်နော်။တခါတော့ကရီချယ်နဲ့ဖယ်ရာလို့ခေါ်တဲ့စင်းရဲသားမိန်းကလေးနှစ်ယောက်ကရွာတရွာမှာတက်ကြီးရွယ်ဦးမိခင်နဲ့အတူနေထိုင်ကြတဲ့။သူတို့နှစ်ယောက်ကအမြဲတမ်းတည်ပြီးမိခင်ကိုကောင်းကောင်းကြီးစိုက်ကြပါတယ်။ညီမနှစ်ယောက်ကသူတို့အမေကိုပြုစုဆောင်ရှောက်ဖို့ပတ်စံရှာကြရဲလေ။လောဘကြီးတဲ့အိမ်ရှင်ရဲ့မြေကိုငှားပြီးစရိတ်စကမတဲတဆပေးရပါတယ်။အိမ်ထဲမှာလူများစွာကမိုးခေါင်မှုကြောင့်ငမွတ်ခေါင်မှမှုနဲ့တွေ့ကြုံခဲ့ရပြီးရိချယ်နဲ့သူမညမလေးအပါဝင်ပါသူတို့အမေတို့စားစရာတွေကိုမြေပိုင်ရှင်စီမှာထပ်ကားရုံကလွယ်တခြားရွေးချယ်စရာမရှိတော့ဘူးလေ။လုံးဝမပေးနိုင်ဘူး။မင်းတို့ငါ့မြေကားကတော့မပေးရသေးဘူး။အခုအစာပါထတောင်းမှုတက်တိရှိတယ်ပေါ့။ကျေးဇူးပြုပြီးကျမတို့ရဲ့စားစရာတွေကုန်သွားပြီ။အမေကလည်းအားနေနေလို့ပါ။အိမ်ငါးကားနဲ့ရိတ်ခါတွေကိုအမြန်ပြန်ဆက်မယ်လို့ကတိပေးပါတယ်။အဲ့လိုမလွယ်ဘူးလေ။မင်းတို့လိုချင်ရင်တော့ယူလို့ရပေမဲ့စားစရာတစ်ထုပ်အတွက်ရွှေရင်းကားတစ်ထုပ်ပြန်ပေးရမယ်။မဆက်နိုင်ရင်မင်းတို့နေအောင်တစ်သက်လုံးငါ့ကြုံဖြစ်စေခံရမယ်။ဟာသူတို့မေကိုအစာမငတ်စေချင်တာကြောင့်ရီချယ်နဲ့ဖယ်ရာရီလည်းအဲ့ဒီလဲလှယ်မှုကိုလက်ခံပြီးစားစရာတွေကိုအိမ်မြန်သယ်လာခဲ့ကြပါတယ်။ဒါဆိုငါမှလောက်ကျိုးစားပြီးချောမောလာတဲ့ကျုံတစ်ယောက်ရှိပြီ။ဟာသူတို့အမေကိုကောင်းကောင်းပြုစုဆောင်ရှောက်ပြီးနောက်တရားကူတရားစိတ်ပူပန်စွာဆွေးနွေးခဲ့ကြပါတယ်။ဒီဒေသရဲ့တောင်ထိပ်မှာရတနာတစ်ခုရှိရလို့ကြားဘူးတယ်။ဒါပေမဲ့နေရအတိအကျတော့ဘယ်သူမှမသိကြဘူး။အဲ့ဒါကိုရှာတွေ့ရင်အကျွေးတွေအားလုံးပြန်ဆက်နိုင်ပြီ။အမေကိုဆောင်ရှောက်ပြီးအိမ်ကြီးကျွေးတွေကိုတော့ကူညီနိုင်ပါ။ဒါဆိုသွားကြမယ်လေ။ငါတို့စိတ်ပိုင်းချထားရင်ကန်တရားကငါတို့ဘက်မှာရှိမယ်လို့ငါယုံတယ်။အဲဒီနောက်ရီချယ်နဲ့ဖယ်ရာတို့ကရတနာကိုအတူတူရှာပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လမ်းမှာတွေ့တဲ့သူတွေကိုမေးပေမဲ့သူတို့ဘာမှမသိကြဘူးလေယူမလိုက်တာအဲ့ဒီယတနာတွေဘာမှရှိလဲသိရင်ငါပဲပြန်ဦးလာမှာပေါ့ဘာလို့ပြောပြရမှာလဲတော်ရဲမှာရှောက်သွားရင်ညီမတွေကတစ်ပင်နဲ့ချောင်းပိတ်ခံရပြီးဝင်ဘလူတွေရဲ့ချင်းချောက်ခြင်းကိုခံနေရတဲ့လှပတဲ့သမင်တစ်ကောင်ကိုရုတ်တရက်တွေ့လိုက်ရတယ်ကြည့်ပါဦးသမင်လေးတနာပါတယ်ဝင်ဘလူတွေကြိုက်မအောင်ငါမကြည့်ရဘူးဘေးတိုင်ကိုကန်ပြီးရီချယ်ကဝင်ဘလူတွေကိုတတိရှိရှိနဲ့တေးလိုက်ပြီးသမင်ငယ်လေးကိုအောင်မြင်စွာကဲတင်နိုင်လိုက်တယ်မကြောက်နဲ့တော့မင်းအန်ကျယ်ကင်းသွားပြီချစ်စရာလေငါတို့နဲ့အတူခေါ်သွားမလားသူတို့နဲ့အတူသမင်ငယ်လေးကိုပျော်ရွှင်စွာခေါ်သွားကြပါတယ်ခဏအကြာမှာတော့တောထဲမှာတောင်းတလုံးနဲ့အဖွားဦးတယောက်တည်းလမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်တောင်းထဲကရွှေရင်းကနေပြုတ်ကျနေတာကို तू မသိခဲ့ဘူးလေဒီရွှေရင်းပြောင်းရှူလိုက်ငွေလုံလောက်ရှိပြီးရတနာရှာဝအခက်ခဲမရှိတော့ဒါပေမဲ့အဲ့ဒါတွေကငါ့အမေလို့စင်းရဲတဲ့အဖွားဝရွှေရင်းကားပဲဒီဘက်ဆန်နေမရှိရင် तू ဘယ်လိုဖြစ်သွားမလဲအဲဒီနောက်ဖယ်ရာနဲ့သူညီမတို့ကရွှေရင်းကားတွေကိုကောက်ယူပြီးအလုံးကိုပျော်ရွှင်စွာပြင်ပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဖွားရဲ့ချင်းတော့ပေါက်နေတယ်ဒီရွှေရင်းကားပြောင်းတွေကအဖွားရဲ့ချင်းတော့နဲ့ထွက်ကြလာလို့ပါအဲ့ဒါအဖွားကိုပြန်မေးချင်လို့အဖွားကိုလည်းအရင်သဘောကျသွားပြီးသူမကရုတ်တရက်လှပတဲ့နဲ့သမီးအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်တမင်လေးရလေပျော်ရွှင်စွာနဲ့သူမပင်နာသွားရက်လိုက်ပါတယ်ငါကနာသမီးပါပြီးတော့ဒါကငါရဲ့အချစ်ဆုံးအိမ်မွေးတရိတ်ဆန်လေးပဲဝဘလူတွေကနေကတက်ခဲ့တဲ့အတွက်ကောအားနေနေတဲ့အဖွားကိုတရားရဲ့ပတ်စံကိုမြူတဲ့အတွက်ပါကျေးဇူးတင်ပါတယ်မင်းတို့ဒီကိုပါလို့လာတာလဲလို့မေးလို့ရမလားရီချယ်နဲ့ဗီယာရိုလည်းသူတို့အခြေအနေတွေကိုနဲ့သမီးကိုပြောပြလိုက်ပါတယ်ဒီဒေတာထဲမှာရှိတဲ့ရတနာတွေကိုလိုက်ရှာနေရပါဒါပေမဲ့ဘာမှရှိလဲမသိသေးဘူးဒါတွေကတော့မင်းတို့အတွက်ငါရဲ့လက်ဆောင်တွေပဲရီချယ်ကနေလိုချခံပြီးရဲရင်တယ်ဗေရာကတော့လှလို့ဖြူစင်ယူသားတယ်ဒါကယေဒနာရှာဖို့သွားတဲ့လမ်းမှာမင်းတို့အတွက်အသုံးဝင်လိမ့်မယ်ဒါပေမဲ့ယေဒနာတွေကိုတော့လူစိုးတွေစီမရောက်စီနဲ့ဒီမနေ့ရောက်လဲနဲ့သမီးကိုဝမ်းသာအားရကျေးဇူးတင်လိုက်ပြီးသူတို့ရဲ့အံ့အားသင့်မှုအောက်မှာနဲ့သမီးပျောက်သွားကြပါတယ်ဒီကြောက်တုံးကဘလို့အလုပ်လုပ်တာလဲနေကြောက်တုံးရေယေဒနာပမာရှိလက်ကူရှာပေးပါလားကျေးဇူးပြုပြီးမောင်ဆန်စွာပဲကြောက်တုံးကနေလုံးငယ်လေးအဖြစ်ပြောင်းသွားပြီးရှေ့ကနေပြန်သန်းသွားခဲ့ပါတယ်ညီမတွေလည်းအံ့အားသွားကြပြီးစိတ်လှုပ်ရှားစွာနဲ့နောက်ကလိုက်သွားခဲ့ပါတယ်။သိငယ်တဲ့နေလုံးလေးကမိန်းကလေးတွေကိုတောင်ပေါ်စီပို့ဆောင်ပေးလိုက်တဲ့ရေချယ်နဲ့ဗယ်ရာရီလည်းအဲ့ဒီနေရာမှာဝင်ကူပေါက်တစ်ခုကိုတွေ့လိုက်ရပါတယ်။နေလုံးလေးလည်းဂူရဲကိုဝင်သွားတော့လျင်မြန်စွာလိုက်သွားချတာတော့တယ်။ဂူရဲမှာတော့မီးတောက်နေတဲ့ချော်ရင်မြစ်ကြီးကသူတို့ကိုပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်။ချော်ရင်မြစ်ရဲ့တစ်ဖက်မှာတော့ဒူးဆက်နဲ့ကြောက်တရားတစ်ခုရှိနေတယ်လေ။သူ့ဘေးမှာနေအောင်ကတောက်ပနေနေရဲ့။အမကြောက်တကားရဲ့နောက်မှာငါတို့ရှာနေတဲ့အရာရှိရရင်တူတယ်။နေလုံးလေးကငါတို့ဖွင့်ဖို့တိုက်တွန်းနေရဲ့။ဒ
ဒါပေမဲ့ဒီချော်ရည်တွေကိုဘလို့ဖြတ်ကြမလဲ ငါစမ်းကြည့်အောင်လောက်ကြော်တုံးလေးကျွေးစိုးပြပြီးငါတို့ဒီချော်ရည်မြင့်ဖြတ်ကူးနေကိုကြီးပေးပါဖယ်ရာပြောပြီးတပြိုင်နက်ကြောက်တုံးကချက်ချင်းပဲချော်ရည်မြင့်ကန်ဆတ်နှစ်ခုကိုဆက်သွယ်ထားတဲ့တောက်ပရလာတာအဖြစ်ပြောင်းလဲသွားတယ်တရားတစ်ဖက်ကံကိုစိတ်လှုပ်ရှားစွာနဲ့ဖြတ်ကူးကြပါတော့တယ်နေကြောက်လဲရီချယ်စီကိုပြန်လာခဲ့ပါတယ်ကျော်တကားစီကိုတွန်းလိုက်ပြီးသူတို့မြင်လိုက်ရတဲ့အခါအဟောသွားကြပါတယ်အဖိုးတန်ရွှေငွေကိုပြည့်နှက်နေတဲ့အေယာမရတနာတိုက်ကြီးပဲဖြစ်ပါတယ်သူတို့အိတ်တွေကိုဝမ်းသာအားရရွှေတွေအပြည့်ထဲလိုက်ပါတော့တယ်ပြီးသွားတော့ကျောက်တကားကပြန်ပိတ်ကညီမလေးအောင်လေတရားကိုဖြတ်ကူပြီးနောက်လာကြောက်တုံးလဲဗေရာစီကိုပြန်သွားခဲ့ကရွှေအိတ်တွေနဲ့အတူဂျင်းနဲ့ဆိုပြန်လာခဲ့ကြပါတော့တယ်အိမ်ပြန်ရောက်တော့ရီချန်နဲ့ဖရာရိုလည်းအင်ရှင်ရဲ့အကျွေးကိုဂရိပေးထားတဲ့အတိုင်းရွှေရည်ယူသွားပြီးပြန်ဆက်ခဲ့တာကြောင့်သူအံ့ဩသွားတော့တာပေါ့အစားအသောက်နဲ့ဆေးဝါးတွေအတွက်လည်းရွှေဒင်းကားတွေနဲ့လဲလှယ်ပေးခဲ့ပြီးအဲ့ဒီဒေသမှာရှိတဲ့စင်းရဲသားတွေကိုမျှဝေခဲ့ကြတဲ့အပြင်ကိုယ့်အတွက်ပတ်စံလုံးလောက်စုဆောင်းထားခဲ့ကြတဲ့ ထူးဆန်းလိုက်တာသူတို့ကအမြဲတမ်းစင်းရဲမွဲတင်နေတာလေဘလို့လို့ပြီးချက်ချင်းပတ်စံနေဒီတော့ရသွားရတာလေမယုံနိုင်စရာပဲငါသူတို့ကိုသွားပြီးမေးရမယ်အဲ့ဒီလိုတွေးပြီးမြေပိုင်ရှင်နဲ့သူ့နောက်လိုက်ကရီချယ်ရဲ့အိမ်ကိုလာမေးကြပါတော့တယ် ငါမင်းတို့ကိုမှန်တိုင်းပြောပြစေချင်တယ်ငါကြွေးတွေကိုဆက်ဖို့နဲ့စင်းရဲသားတွေကိုဝင်များဖို့မင်းတို့ဘလို့ပတ်စံရလာတာလဲအဲ့ဒီချမ်းသာမှုကဘယ်ကလာတာလဲခိုးလာတာလားဒါမှမဟုတ်မကောင်းတာတွေလုပ်ခဲ့တာလား မြေပိုင်ရှင်ကြီးကျမတို့ဘာအမားမလုပ်ခဲ့ဘူး အဲ့ပတ်စံကိုရှာတွေ့ထားတာ ဟမ်ရည်စရာကောင်းလိုက်တာမယုံနိုင်စရာပဲမင်းတို့မှန်တိုင်းမပြောရင်ငါမင်းမေကိုဖမ်းမယ် ကျမတို့အမေဘာမှမလုပ်ခဲ့ဘူး ငါဂရုမစိုက်ဘူးအဆောင်တွေအင်္ဂါဖွားကြီးကိုဖမ်းရစမ်း ခဏနေပါအောင်ရွှေတွေအများကြီးရှိတဲ့ရတနာတိုက်တစ်ခုရှာတွေ့ထားတယ်ဆိုတာဝန်ခံပါတယ်အဲ့ဒီကိုတောက်ဖို့တော့ကျမသိမ်းထားတယ် မင်းတို့စိုးစိုးကလေးကပြောပြသေးတာငါ့ကိုအဲ့ဒီကိုမြင်မြင်ခေါ်သွားဒါဆိုမင်းမေကိုချမ်းသာပေးမယ် အမေကိုဂရုစိုက်ဖို့ကျမရဲ့ညီမကိုပြောလိုက်အောင်မယ်ပြီးရင်ကျမရှင်နဲ့လိုက်ခဲ့မယ် ကောင်းပြီလေ နေအမေကိုတခြားနေရာစီကိုအမြန်ခေါ်သွားနေရလာကြောက်ကိုလည်းဖွက်ထားအဲ့ဒါမှသူတို့ကငါလဲစားလို့ရမှာငါရဲ့နေကြောက်တုံတစ်ခုတည်းနဲ့သူတို့ရတနာတကားစီကိုဘယ်တော့မှမရောက်နိုင်ဘူး ရီချယ်ကိုမြေပိုင်ရှင်နဲ့တွေ့ရတော့ဖယ်ရာကသူ့အမတို့အရန်စိတ်ပူသွားခဲ့ပါတယ်မော်ဆာနဲ့နေကြောင်းနဲ့ရီချယ်ကရတနာဝတ်ထားတဲ့တောင်ပေါ်ကိုမြေပိုင်ရှင်ကိုခေါ်သွားလိုက်တဲ့ဒါပေမဲ့ချော်ရည်မြစ်ကိုရောက်တော့သူတို့ဘလို့ဖျက်ရမလဲမသိတော့ဘူးလေ ဒါကပါလေဒီချော်ရည်မြစ်ကိုမင်းတို့ဘလို့ဖျက်နိုင်တာလဲငါ့ကိုအခုချက်ချင်းပြောစမ်း ကျမရဲ့နေကြောက်ကရှင်တို့ဒီအထိပဲခေါ်လာနိုင်တာဒီချော်ရည်မြစ်ကိုဖြတ်ဖို့ရှင်တို့မှာကျမညီမရဲ့လက်ကြောက်တော့ရှိဖို့လိုတယ် ဒါဆိုငါသူတို့ကိုဒီခေါ်လာမယ်လေမင်းရဲ့မေရောပဲ သူတို့အားလုံးလွတ်မြောက်သွားကြပြီရှင်သူတို့ရှာတွေ့မှာမဟုတ်ဘူးရှင်လိုလောဘကြီးတဲ့လူစိုးတွေကဒီရတနာနဲ့မထိုက်တန်ဘူး ဒါဆိုမင်းဒီမှာပဲသေရလိမ့်မယ် ရဆန်လာကြောက်တုံးကိုကျမကင်ထားတယ်ဒီကိုလာပြီးလာယူလေ မြင်မြန်တော့ပါမီအဲ့ဒီလာကြောက်တော့ကိုငါ့အတွက်ပြန်ယူလာခဲ့ မြေပိုင်ရှင်ကလူတွေကိုလာကြောက်တုံးကိုယူဖို့ဖယ်ရာကိုလိုက်ဖိုင်းခန့်လိုက်ပါတယ်ကြောက်ကပါးကိုရောက်တော့ပြေးဖို့လမ်းမရှိတော့ဘူးလေ မင်းမအခုပြေးစရာလမ်းမရှိတော့ဘူးလာကြောက်တော့ကိုငါ့စီမြန်လွှဲပေးပါ ရှင်ကျမရဲ့လာကြောက်တုံးလိုချင်တယ်ပေါ့ဒါဆိုကြောက်ကပါးကိုခုံဆင်းပြီးသွားယူလိုက်လေရှင်တော့အထိပမပေးနိုင်ဘူး မင်းတော်ကောင်းပါလားပဲဒါဆိုမင်းကတော့ဆင်းချပေးရလိမ့်မယ် ကျမညီမနဲ့ဝေးဝေးနေ ရီချယ်ကမြေပိုင်ရှင်ရဲ့နောက်လိုက်ကိုကြောက်ကပါးရဲ့တွန်းချလိုက်ပြီးသူ့ရဲ့ညီမကိုထဲတင်လိုက်ပါတယ်ညီမပြောက်ကကြောက်ကပါးမှာမြေပိုင်ရှင်နဲ့အတူရုန်းကန်နေရပါတယ်အဲဒီနောက်သူတို့ချော်လဲကပြုတ်ကျလူနေပါဖြစ်နေတဲ့အချိန်မှာပဲသူနဲ့အတူဆွဲချကိုဖယ်ရာရဲ့လက်ကိုအမြန်ဆွဲခိုင်းလိုက်တယ် တယောက်တည်းပြုတ်ကြမခံနိုင်ဘူး အဲ့ရမြရဲ့ရီချယ်ကျေးဇူးပြုပြီးငါလက်ကိုလွှတ်လိုက်ပါ မလွတ်နိုင်ဘူးတေချာကန်ချပြီလားငါနဲ့ကိုလုံးဝကြောက်ကြစေမှာမဟုတ်ဘူး အာသူတို့ကကြောက်ကပါးရဲ့ကိုတိတ်တိတ်ပြုတ်ကျသွားခြင်းမှာပဲအဟောဘယ်တကူဖြစ်လာခဲ့ပါတယ်သူတို့ရဲ့နေနဲ့လက်ကရုတ်တရက်ပေါ်လာပြီးသူတို့ကိုလေးပေါ်မှာပေါင်ကိုကြီးပေးလိုက်တယ်မြေပိုင်ရှင်ဇိုးကြီးကတော့ကြောက်တဲ့ကိုတဲ့တဲ့ကြောက်လာတော့တာပေါ့ရီချယ်နဲ့ဗေရာရိုကတောင်ထိပ်မှာလုံခြုံစွာရှိနေတာကိုတွေ့တော့အလုံးဝမ်းသာသွားကြပါတယ် မယုံနိုင်စရာပဲနတ်သမီးရဲ့မော်ဆန်နဲ့လက်ဆောင်တွေကငါတို့ကိုကယ်တင်ခဲ့တယ် မင်းတို့နှစ်ယောက်ကလူဆိုးတွေကိုစီးလုံးညီညွတ်ပြီးစီးစိမ်ဥစ္စာတွေကိုလူဆိုးတွေလက်ထဲမရအောင်တတိရှိရှိနဲ့ရင်ဆိုင်ခဲ့ကြတယ်မင်းတို့နှစ်ယောက်ငါရဲ့လက်ဆောင်တွေနဲ့ထက်တန်ပါတယ် နေနဲ့လာကညီမရီရဲ့လက်ထဲမှာကြောက်တုံးအဖြစ်ပြန်ပြောင်းသွားကြပါတယ်နတ်သမီးကိုနှုတ်ဆက်ပြီးတက်ကြီးမိခင်စီကိုပြန်လာခဲ့ကြပါတယ်ရွာသားတွေရဲ့လေးစားမှုကိုခံရပြီးအစစ်အငြဲပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတော့တယ်